ဘာမြေမှာလိုအပ်ဆုံးကမေတ္တာတရားနဲ့ဉာဏ်ပညာလူမှန်ရင်အမှားတွေမကင်းနိုင်ဘူးအပြစ်အနာစာပြန်ပြင်ပါတစ်ခါလဲရင်နှစ်ခါပြန်ထပဲညပြီးရင်နေပေါ်သဘာဝပဲလောကဒဏ်ကစိတ်ခေါ်ရန်စလဲစိတ်ဓာတ်နဲ့ရစ်ဆိုင်ပြန်ချမယ်မိုးနဲ့သူစားကစိတ်သားကြောင့်မိခင်လေးနဲ့တမင်းစီစန်းလေးနဲ့ပက်ပြုတ်လေးနဲ့ Nescafe လေးနဲ့တောက်ကြပါအောင်ရှင်စားကြပါအောင်ရှင်ဒါလေးတွေကတော့မနေ့ကအကျဉ်းနေပါရှင်မနေ့ကချက်တဲ့အကျဉ်းနေပါရှင်ဒါကခုမှချက်တာပါရှင်ကာဖေကြော်မနေ့ကကြော်တာပါရှင်စားကြပါအောင်ရှင်မင်းစားကြပါအောင်ရှင်စတားကြောက်ပုတ်လေးနဲ့ပဲပြုတ်သမင်းစီစင်းလေးချစ်ဖို့ကောင်းတာအကြာကြီးခံတယ်ချောတာခဏလေးပဲချောပြီးရုပ်ဆိုးသွားမှာလေချောလို့မပြောရဘူးချစ်ဖို့ကောင်းတယ်လို့ပြောချစ်ခံချင်တာဆိုလေချစ်စရာလေးကိုသဘောကျချစ်စရာလေးပါဒီနေ့လည်းမင်းကိုတွေ့မှာအိမ်ဆောင်ငယ်ဆိုတာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အပျော်လိုက်ဆိုင်ရုပ်ကကြက်ပြေမရှိဘူးကွာလူတော့မတူဘူးပြီးတော့စီးွားလည်းမတက်ဘူးမှတ်ထားအေးစေးလေးနေစမ်းတွေမင်းမလုံးနဲ့အိမ်အလုံးတွေပင်ပန်းမေတိတ်ကြုံပြီးကိုရှင်းမေ